1969 ခုနှစ်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရှိ Black Creek တောအုပ်ထဲမှာလူနှစ်ယောက်ကရိုက်ကူးခဲ့တဲ့ဗီဒီယိုတစ်ခုဟာဒီနေ့အထိအငြင်းပွားနေစေဖြစ်ပါတယ်။ဗီဒီယိုထဲမှာအမွှေးထူထူလူခြေထောက်နှစ်ချောင်းနဲ့လမ်းလျှောက်နေတဲ့အရက်ရှိရှိတရဝါတစ်ကောင်ကိုမြင်ရပါတယ်။လူတွေကသူ့ကို Bigfoot လို့ခေါ်ကြပါတယ်။ဒါပေမဲ့ Bigfoot ဟာတကယ်ရှိတဲ့တရဝါလားဒါမှမဟုတ်လူတွေဖန်တီးထားတဲ့ရန်နာကြီးတစ်ပုတ်ပဲလားဒီနေ့ဒီနှုတ်ဝက်ချက်ကိုအတူတူလေ့လာကြရအောင်ပါ Bigfoot ကို Sasquatch လို့လည်းခေါ်ပါတယ်ဖော်ပြချက်အများစုအရသူဟာအမြင့်9ပေကနေ10ပေခန့်ရှိပြီးခန္ဓာကိုယ်တစ်ခုလုံးကိုအညိုရောင်ဒါမှမဟုတ်အနက်ရောင်အမွှေးတွေဖုံးအုပ်ထားတယ်လို့ဆိုကြပါတယ်။သူဟာလူခြေနှချောင်းထောက်လမ်းလျှောက်နိုင်ပြီးတောနယ်ကြီးတွေထဲမှာသာနေထိုင်တယ်လို့ယုံကြည်ကြပါတယ်။နှစ်ပေါင်းများစွာအတွင်း Bigfoot ကိုတွေ့ခဲ့တဲ့ဆိုတဲ့စီရင်ခံစာပေါင်းထောင်ချီရှိခဲ့ပေမဲ့အများစုဟာဓာတ်ပုံမရှင်းသင့်တာအဝေးကနေမြင်ခဲ့တာဒါမှမဟုတ်သက်သေအထောက်ထားမလုံလောက်တာတွေဖြစ်နေကြပါ Bigfoot အကြောင်းပြောရင်လူအများဆုံးပြောကြတဲ့သက်သေကတော့1969ခုနှစ်ကဖတ်တာဆန်ဂျမ်နင်ဖလင်မှာဗီဒီယိုတွေကတရဝါဟာကင်မရာဘက်ကိုခဏလှည့်ကြည့်ပြီးပြန်လှည့်သွားတာကိုတွေ့ရပါတယ်တချို့ကဒါဟာတကယ် Bigfoot ဖြစ်တယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့တခြားသူတွေကတော့ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်သာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒီနေ့ဒီနေ့အဲ့ဒီဗီဒီယိုကိုအဆုံးသတ်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး Bigfoot ရဲ့ခြေအားလို့ဆိုထားတဲ့ footprint တွေအများကြီးတွေ့ရပါတယ်ဒါပေမဲ့ကျွမ်းကျင်ပညာရှင်တချို့ကအဲ့ဒီခြေအားတွေဟာတချို့ဟာလုံထားတာဖြစ်နိုင်တယ်လို့ပြောကြပါတယ်အတန်ဖမ်းယူထားတဲ့မှတ်တမ်းတွေအမွှေးနမူနာတွေကိုလည်း DNA စစ်ဆေးခဲ့ကြပါတယ်စစ်ဆေးချက်အများစုမှာတော့ဝက်ဝင်သမင်နွားဒါမှမဟုတ်လူရဲ့ DNA တွေနဲ့ကိုက်ညီတာကိုပဲတွေ့ရှိခဲ့ပါတယ်ယနေ့အထိ Bigfoot ဆိုတဲ့မျိုးစိတ်အသစ်ရှိကြောင်းကိုအတည်ပြုနိုင်တဲ့ DNA သက်သေမတွေ့ရသေးပါဘူးကမ္ဘာတစ်ဝန်းကယဉ်ကျေးမှုအများအပြားမှာတောတွေကလူဝင်ပုံစံတရဝါကြီးတွေအကြောင်းဒဏ္ဍာရီတွေရှိနေပါတယ်တချို့ပြည်သူတွေက Bigfoot ဇလန်းဟာလူတွေရဲ့စိတ်ကူးရင်မှုတဘာတွေကမရှင်းတဲ့မျိုးတွေဒါမှမဟုတ်ဝက်ဝင်လိုတရိတ်ဆန်တွေကိုအမြင်မှားရာကလေပေါ်ပေါက်လာတာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်ဒါပေမဲ့တချို့လူတွေကတော့နေပညာတိုးတက်လာတဲ့ဒီခေတ်မှာတော့မရှာတွေ့သေးတဲ့သတ္တဝါတွေရှိနိုင်တယ်လို့ယုံကြည်နေစေဖြစ်ပါတယ် Bigfoot ဟာအမှန်တကယ်ရှိတဲ့သတ္တဝါလားဒါမှမဟုတ်လူသားတွေရဲ့စိတ်ကူးတဏ္ဍာကြီးပေါင်းဆက်ပြီးမွေးဖွားလာတဲ့ပုံမြင်တစ်ပုံလားအခုအချိန်ထိသိပ္ပံပညာက Bigfoot ရှိတယ်လို့အတည်မပြုနိုင်သေးတယ်လို့မရှိဘူးလို့လည်းအပြတ်မပြောနိုင်သေးပါဘူးအမှန်တရားကတော့တောနဲ့ကြီးတွေရဲ့အမောင်ထဲမှာပဲကြန့်ရှိနေစေဖြစ်နိုင်ပါတယ်နောက်ထပ်ဘလို့လှုပ်ဝက်စမ်းကြဲတဲ့အကြောင်းအရာတွေသိကျင်တယ်ဆိုတာ comment ရေးခဲ့ပေးပါဦးခင်ဗျာ